သိပ္ပံပညာရှင်တွေလုံးဝအဖြေမရှာနိုင်သေးတဲ့ကဘာကျော်လျှို့ဝှက်ချက်၃ခုဘာတွေဖြစ်မလဲဘိန်းတွေတောင်မပေါ်သေးတဲ့ဖြစ်ဒီလောက်လေးတဲ့ကြောက်တုံးကြီးတွေကိုအမြင့်ပေ400ကျော်ထိဘလို့မှတင်ခဲ့လဲဆိုတာအခုထိဘယ်သူမှသေသေးချာချာမသိရသေးပါဘူးသိပ္ပံပညာရှင်တွေပါလက်လျှော့လိုက်ရတဲ့ကမ္ဘာအကြီးဆုံးဗဟေဒီများလွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ဤပညာဆိုတာလုံးဝမရှိသေးတဲ့ခေတ်ကလာလူသားတွေဟာတန်ချိန်တန်းနဲ့ချီလေးတဲ့ကြောက်တုံးကြီးတွေကိုတဲကန္နာရအလဲမှာဘလိုမျိုးတိတိကျကျစီမံပြီးပရမစ်ကြီးတွေကိုတိစောက်ခဲ့ကြတာလဲပိုပြီးထူးဆန်းတာလက်ရှိကမ္ဘာအစင်းကြီးဆုံးဆက်ရနရားကြီးတွေနဲ့တောင်ဒီနေ့အထိပြန်ဆောက်ဘလွယ်ကူတဲ့ဒီပရမစ်ကြီးတွေတဲ့သိပ္ပံပညာရှင်တွေလုံးဝအဖြေမရှာနိုင်သေးတဲ့ကမ္ဘာကျော်လျှို့ဝှက်ချက်၃ခုဘာတွေဖြစ်မလဲမဖြစ်နိုင်တဲ့ဒီဆောင်မှုနည်းပညာပထမဆုံးလျှို့ဝှက်ချက်ကတော့မဖြစ်နိုင်တဲ့နည်းပညာပါပဲဂီဇာပိရမစ်ကြီးကိုဒီဆောက်ဖို့ကျုပ်တုံးကြီးပေါင်း2တန်းကျော်သုံးခဲ့ပါတယ်အဲ့ဒီကျုပ်တုံး3ချင်းစီရဲ့အလေးချိန်က2တန်ကနေတန်80အထိရှိပါတယ်ဂရိန်းတွေတော့မပေါ်သေးတဲ့ခင်ဒီလောက်လေးတဲ့ကျုပ်တုံးကြီးတွေကိုအမြင့်ပေ400ကျော်ထိဘလို့မှတင်ခဲ့လဲဆိုတာအခုထိဘယ်သူမှသေသေးချာချာမသိရသေးပါဘူးလူအင်အားနဲ့ပဲဆွဲတင်ခဲ့တာလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့တခြားအစိမ့်မြင့်နည်းပညာတစ်ခုခုသုံးခဲ့တာလားကောင်းကင်ပြင်ကခြေသာရာများနဲ့ချိတ်ဆက်မှုဒုတိယအချက်ကတော့သမိုင်းပညာရှင်တွေကိုကောင်းစားစေခဲ့တဲ့အန်အောဖော်အမှုစိတ်မှုပါပီရမစ်ကြီး၃ခုရဲ့ဒီနေရာဟာကောင်းကင်ပြင်ကအိုရိုင်ယွန်လို့ခေါ်တဲ့မောက်ဆိုးကျက်၃လုံးရဲ့နေရာနဲ့တက်တက်မက်မက်တစ်ထပ်တည်းကျနေပါတယ်အဝေးကြီးမှန်ပြောင်းတော့မရှိတဲ့ခေတ်ကလူတွေဟာကောင်းကင်ကျယ်တွေရဲ့ဒီနေရာကိုမီလီမီတာမလွဲအောင်တွက်ချက်ပြီးပီရမစ်တွေကိုဘာကြောင့်ဒီလိုနေရာချဆောက်ခဲ့တာလဲဒါဟာတိုက်ဆိုင်မှုတက်တက်ပဲလားနောက်ဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးချက်ကလုံးဝဝင်လို့မရတဲ့ရုပ်ဝက်ခဲမကြသေးခင်ကခေတ်ပေါ်စကန်ဖတ်ဆက်တွေနဲ့စစ်ဆေးကြည့်တဲ့အခါပီရမစ်ကြီးထဲမှာဘယ်သူမှဝင်လို့မရအောင်ပိတ်ဆို့ထားတဲ့လွတ်နေတဲ့အခန်းလွတ်ကြီး voice တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒီအခန်းတွေထဲမှာဘာတွေရှိနေလဲပါရောဘီရဲ့ rain center တဲ့စေတနာတွေလားဒါမှမဟုတ်ကဘာကြီးကိုတုံလုံးစင်မှာအမှန်တရားတွေလားဒီနေ့အထိဒီချစ်ဆိုရဟာအဲ့ဒီအခန်းတွေကိုဖောက်ထွန်းကြည့်ရှုခွင့်လုံးဝပိတ်ပင်ထားစေဖြစ်ပါတယ်ပီရမစ်ကြီးတွေဟာလူသားတွေတက်တက်ပဲစောက်ခဲ့တာလားဒါမှမဟုတ်ပြင်လောကကတစ်ခုခုရဲ့ကူညီမှုပါဝင်နေမလားဆိုတာတင်ရောဘလို့ထင်ပါလဲရတဲ့အမြင်ကိုကွန်မန့်မှာရေးပေးခဲ့ပါဦးအခုလိုထူးဆန်းထွေလာရုပ်ဝက်ချက်တွေကိုအမြဲကြည့်ချင်ရင်တော့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ